ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်တွင်းရှိမင်းပြင်နဲ့တိုင်းချောင်းကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးတက်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုအာရခတပ်တော် AA ကကြားဖြတ်တိုက်ခိုက်လို့စစ်ကော်မရှင်ဘက်ကသေဆုံးမှုတွေများစွာနဲ့တပ်ပြတ်ထွက်ပြေးသွားတယ်လို့သတင်းရရှိပါတယ်။စစ်ကော်မရှင်ဘက်ကခြေကုပ်ယူဖို့ကြိုးပမ်းတဲ့မင်းပြင်နဲ့တိုင်းချောင်းဘက်ကိုဆေလွတ်တဲ့စစ်ကြောင်းတွေကိုပြီးခဲ့တဲ့မတ်လ16ရက်နေ့မှာ AA ကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်ချို့သေဆုံးပြီးအချို့မှာဖမ်းဆီးရမိကကြန့်ရှိသူတွေမှာတက်ပြက်ပြီးစုခွာသွားရတယ်လို့ဒေတာရင်းသတင်းရင်းမြစ်စီကသိရပါတယ်။အင်အားတရာအောက်ပါမဲ့စစ်ကြောင်းတိုက်ခိုက်ခံရတယ်ဆိုပါတယ်။စစ်တပ်ဘက်ကစစ်ကြောင်းတွေခွဲပြီးထွက်လာနေတယ်။စခန်းသိမ်းတာကတော့စီရေးကဒီနေ့သူတို့သိမ်းနောက်နေ့ပြန်ဆုပ်အဲ့လိုတွေမြန်ဆန်နေတယ်လို့ကြောက်ဖြူသတင်းရင်းမြစ်က AR Times ကိုပြောပါတယ်။ပြီးခဲ့တဲ့မတ်လ23ရက်နေ့ကလည်းအင်အားတရာလောက်ပါတဲ့စစ်ကော်မရှင်စစ်ကြောင်းတစ်ခုတိုင်းချောင်းဘက်ကိုဝင်ရောက်ချိန် AA ရဲ့တိုက်ခိုက်မှုကြောင့်တက်ဆုပ်ပြေးခဲ့ရပါတယ်။လက်ရှိမှာတော့မနေ့ကမတ်လ18ရက်နေ့မှာတော့ပြားချိန်နဲ့ချောင်းမြောင်ဒေသရှိ AA ရဲ့ခန်းစစ်စခန်းချို့ကိုစစ်ကော်မရှင်ကစစ်ကြောင်းခွဲပြီး drone တွေနဲ့ပြန်လည်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။စစ်ကော်မရှင်ကကြောက်ဖြူမြို့နယ်တွင်းရှိတပ်မ11ကနေတပ်ဖွဲ့ဝင်တွေကိုပြန်လည်ထုတ်နှုတ်ပြီးတပ်ဖွဲ့ဝင်အများအပြားပြုလုပ်ထားပါတယ်။ဒါအပြင်အနောက်ပိုင်းတိုင်းနပခစစ်ဌာနချုပ်ကလက်ကျန်တပ်တွေတောင်ကုန်းစစ်စင်ကိုကဲမှုဌာနချုပ်စကခ9ကစစ်ရှုံးတပ်ပြတ်တွေပြင်ရန်ကုန်ရှိတရင်တွေကထုံနှုတ်တပ်တွေနဲ့စစ်မှုရန်ဥပဒေနဲ့စုဆောင်းခံထားရတဲ့တပ်သားတစ်တွေကိုပါကြောက်ဖြူစစ်မျက်နှာကိုအဓိကပို့ဆောင်ပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်။စစ်တပ်ထောက်ခံတဲ့ဝါရဖြန့် channel တွေမှာတော့ပြားချိန်ရှိစခန်းချို့ကိုစီးနင်းထားတယ်လို့ဖော်ပြနေပေမဲ့မြေပြင်မှာ AA ကဟန်တာစစ်နဲ့ပြန်လည်ဒိုးစစ်ဆင်နေတယ်လို့သိရပါတယ်ရှင်